လူကလှုပ်လိုက်တဲ့စက်ကူတစ်မျိုးကိုငွေလို့သတ်မှတ်ပြီးတော့ရောင်းဖို့ဝယ်ဖို့နေဖို့ထိုင်ဖို့တွေမှာလဲစရာအဖြစ်သတ်မှတ်လိုက်ကြတော့အဲ့ဒီလူလှုပ်စက်ကူတစ်မျိုးကြောင့်ပဲလူအချင်းချင်းပြန်တတ်ကြပြန်တယ်အချင်းသည်လူကိုမဆောင်ဘူးဆိုပေမဲ့လည်းစောင့်ခြင်းစောင့်မဆောင်ခြင်းနေလူဟာငွေနောက်တော့လိုက်နေခဲ့ရတာပဲငွေနောက်လိုက်ရင်းနဲ့ပဲအချိန်တွေကိုဘာမှမသိလိုက်ကြဘူးမေတ္တာတရားဟာလူတွေအတွက်အလွန်လေးနဲ့တန်ဖိုးကြီးတယ်လို့ဆိုပေမဲ့အဲ့ဒီမေတ္တာတရားထက်ငွေတွေကအချိန်စီးပြီးတော့လူတွေကမမောကြတယ်လူတွေရဲ့တန်ဖိုးနဲ့လူတွေရဲ့အစဉ်တန်းကိုစိတ်ကောင်းရှိမရှိမေတ္တာတရားများမများနဲ့တိုင်းတာကြရမှာဖြစ်ပေမဲ့လူအစဉ်တန်းကိုဆင်းအနီချင်းသေးအပြားတွေနဲ့တိုင်းတာသတ်မှတ်နေကြတာဟာလူငြိမ်းချမ်းမှုအတွက်တော့မကောင်းတဲ့လက္ခဏာပါပဲလူတွေသေးတဲ့အခါဆင်းရဲသူဖြစ်ဖြစ်ချမ်းသာသူဖြစ်ဖြစ်6ပေ3ပေတွန်းထဲမှာအားလုံးအတူတူပါပဲဘယ်ငွေမှပါလာတာမှမဟုတ်ဘူးဆိုပြီးမြင်တဲ့အမြင်ကလည်းမှန်တဲ့အမြင်ကောင်းတဲ့အမြင်လို့ပြောနိုင်မှုခက်တယ်ငွေဆိုတာမသေးခင်အတွက်တော့လေကိုယ်အရေးမိသားစုအရေးကိုယ်နိုင်ငံကိုယ်လူမျိုးကိုယ်ဘာသာကိုယ်သာသနာအရေးတွေမှာသူဟာမပါမဖြစ်တန်ဖိုးကြီးပါတယ်ငွေတွေချမ်းသာတဲ့တထေးတွေသိရင်လဲဆပ်ပြမုံလူချင်းတဲ့သူကလွှဲရင်ဘယ်သူမှမလိုက်ပါခြင်းညာဘူးဆိုတာကဆင်းရဲချမ်းသာငွေရှိမရှိကြောင်မဟုတ်ဘူးငွေကိုစီမံခန့်ခွဲမှုမမှန်ပဲနဲ့ကိုယ့်အတွက်ပဲသုံးပြီးတော့ဝန်းကျင်ကိုကျေးဇူးမပြုခဲ့လို့ဖြစ်တယ်အဲ့ဒါလို့ဖြစ်တာဟာငွေကြောင့်မဟုတ်ဘူးငွေကိုပိုင်ဆိုင်သူစီမံခန့်ခွဲသူလူကြောင့်သာဖြစ်တယ်လူတွေကိုယ်တိုင်ပတ်စံကိုကိုင်းထားပေမဲ့လူတွေကိုယ်တိုင်ကလည်းပတ်စံရဲ့လက်ဖွားထဲမှာပတ်စံရဲ့ကိုင်းထားခြင်းကိုတချို့လူတွေခန်းနေရတယ်ငွေကိုကိုင်းနိုင်အောင်ပဲကြိုးစားပါငွေကကိုင်းတာကိုမခံရပါစေနဲ့လူတွေကငွေကိုကိုင်းထားနိုင်တာကောင်းပေမဲ့ငွေကလူကိုအကိုင်းခံထားရတာဆိုရင်တော့မကောင်းဘူးငွေကိုလူကခိုင်းနိုင်တာကောင်းပေမဲ့ငွေကလူကိုအခိုင်းခံရပြီဆိုရင်တော့လည်းမကောင်းဘူးလူကငွေကိုတက်နင်းထားနိုင်တာကောင်းပေမဲ့လူကငွေကိုဥထိတ်ပန်ခေါင်းပေါ်ရွက်ထားရတာဆိုရင်တော့လည်းမကောင်းဘူးတချို့ကငွေရှိမှလူရဝန်တယ်လို့ထင်တတ်ကြတာတော့ရှိပါတယ်အဲ့ဒါမဟုတ်ပါဘူးငွေရဝန်တာနဲ့လူရဝန်တာခွဲမမြင်မိကြလို့ပါတကယ်တော့လူသီးသီးမှလူရဝန်တာပါငွေရှိလို့ဝန်တာက